ဒီနေ့ကတော့ကျွန်တော်အိမ်မှာပြေကော်ရီခောက်ဆွဲချက်စားမှာဖြစ်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့ဒီဒန်ဦးထဲမှာတကြားစွန်းထည့်ပြီးတော့အောက်ကမီးပူပေးပြီးတော့တကြားအရေးပျော်သွားတဲ့အထိမှုပေးရမှာဖြစ်ပါတယ်တကြားကတော့အရေးပျော်သွားပါပြီတကြားအရေးပျော်သွားပြီဆိုတာနဲ့ဝက်နံရိုးကျက်သွန်ပြူရင်းနဲ့အရသာထည့်ပြီးတော့ပေါင်းထားတဲ့ဝက်နံရိုးပေါင်းဒီတခြားကြွယ်တွေကိုလောင်းထည့်ပါမယ်ခင်ဗျဒီဝက်နံရိုးပေါင်းကအထက်မှာအရသာတစ်ခါထည့်ထားပြီးသားပါပြီးရတယ်ကျွန်တော်ခုနတကြားနဲ့ရောသမသွားအောင်လို့မှုပေးရပါမယ်နည်းနည်းလေးဆူလာပြီဆိုရင်တော့ဒါကျွန်တော်ရေနွေးထပ်ပြီးတော့ရောပါတယ်ခင်ဗျရေနွေးပွက်ဆူလာအောင်တည်ထားပေးရပါမယ်ရေနွေးပွက်ဆူလာပြီဆိုတော့ကျွန်တော်တို့အသင့်ဖြော်ထားတဲ့ကော်မှုတ်ကိုရေဖြော်ထားတာပေါ့နော်ကော်မှုတ်ရေဖြော်ထားတာလေးကိုလောင်းထည့်ပါမယ်ဗျအဲ့လိုလောင်းထည့်တဲ့နေရာမှာအောက်ကကော်ရီချက်ချင်းပြစ်မသွားအောင်လို့အောက်ကပိုးလေးကိုမှွေပေးဖို့လိုပါတယ်မှွေပြီးတော့ဖြည်းဖြည်းချင်းလောင်းထည့်သူကအရေလေးကတဖြည်းဖြည်းနဲ့ပြစ်သွားပါတယ်ဆူလာပြီဆိုတော့ねကျွန်တော်ကကျက်သွန်ပြူလေးထောင်းထားတာကိုထည့်ပါတယ်ပြီးတော့ကျွန်တော်ကြက်ဥနှလုံးဖောက်ပြီးတော့ခောက်ပြီးတော့ကျွန်တော်ဒီအိုးထဲကိုထပ်ထည့်ပါမယ်ကြက်ဥထည့်ပြီးဆိုတာနဲ့အပေါ့ငယ်မေးကြည့်ပြီးတော့ဒါအရသာလေးဆက်ပြီးလို့ရှင်တော့ဒါအသက်စားသုံးဖို့အတွက်ဝက်နံရိုးပေါင်းကော်ရီတစ်ခွက်ရပြီဖြစ်ပါတယ်ခင်ဗျဒါဆိုတော့ကျွန်တော်တို့အားလုံးစားဖို့တောက်ဖို့အစနစ်ဖြစ်သွားပါပြီ။ဝေခေါင်းဆွဲအစနစ်ဖြစ်သွားပါပြီ။အခုဒါအပွဲပြင်ဖို့ပဲကျန်တယ်ပေါ့နော်။ပွဲကတော့ကျွန်တော်ကိုယ်တိုင်ပဲပြင်လိုက်ပါမယ်။ဒါကတော့ခေါင်းဆွဲပေါ့။ခေါင်းဆွဲပြုတ်ထားတာ။နောက်တစ်ခါဒါကအီကြာခွေးကိုလှီးထားတာ။အဲ့တော့ဒီကိုယ်ခေါင်းဆွဲကကျွန်တော်တို့ကလေပြေကိုယ်ခေါင်းဆွဲပေါ့။ဒီရန်ကုန်မှာတော့ကျွန်တော်တွေ့ဘူးရတော့ကိုယ်ခေါင်းဆွဲတွေကလေငပီတောင်းနဲ့စားတာများတယ်ဒီအီကြာကွင်းနဲ့စားတာများကျွန်တော်တို့ဟိုဘက်ပြေဘက်ဒေသမှာတော့အဲ့ဒီဟာကိုဒါကိုယ်ခေါင်းဆွဲကိုအီကြာကွင်းနဲ့စားကြတာများပါတယ်ဒါပြည်သူပြည်သားတွေသိကြပါလိမ့်ဒါကတော့အချင်းပေါ့ကျက်သွန်နီနဲ့ညီဒီစိမ့်နဲ့အချင်းနဲ့ပေါ့အချင်းလောက်ထားတာဒီဟာကတော့ဒါကစွန်းရဲ့ပြုတ်နဲ့ပဲ့ပင်ပေါက်ပြုတ်ကစွန်းရဲ့ပြုတ်နဲ့ပဲ့ပင်ပေါက်ပြုတ်ဒါတော့ကျွန်တော်ကျက်သွန်ကြော်လေးကိုထောင်းထားပါကျက်သွန်ကြော်လေးကိုထောင်းထားတာပါဒါတော့ငေကောင်းပေါ့အဲ့တော့ဒါပါတဲ့ဟာဒါပဲရှယ်တော့ကျွန်တော်ပွဲပြင်ပါပဲဒီမှာခေါက်ဆွဲရှိတယ်ခေါက်ဆွဲထဲမှာကျွန်တော်တို့ဒီအီကြာကွေးလေးထည့်မယ်မဲမုတ်မြင်းများပါပြီးတော့ဒါကပဲ့ပင်ပေါင်းနဲ့ကစိုးရက်နဲ့ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ဒီကျက်သွန်ကြော်လေးနည်းနည်းရှူပါမယ်ဒါပြီးတော့ဒါတော့ကျွန်တော်ခုနချက်ထားတဲ့ဝက်နံရိုးပေါင်းကော်ရီပေါ့ဒါထည့်လိုက်ပါမယ်ဝက်နံရိုးအကြည့်ပါငရုတ်ကောင်းနဲ့ထပ်ပြီးတော့ဖြူရမယ်ဒေါ်ဘူးဟေးထဲမှာလည်းငရုတ်တုံးပါထားပြီးသား
对，一可以搞些啥家宝贝？人家这顿经历吧，这顿呢有点，啊，再来，就我之前我妈的就在的嘛，我过后在找不着，他们真的第二。这类规划现在上这么重要，下大讲，那么重，ကျွန်တော်တို့ကတော့ခုနချက်တူပဲဒီအပြုတ်ရည်နဲ့အပြုတ်ပြီးတော့ကော်မို့တွေမှာထည့်ရပါတော့။ထည့်ပြတာအရသာထည့်။ဒီမှာတော့ကော်ရီကိုဘယ်လိုချက်လဲမသိပြီးလို့ရှိရင်ကော်ရီစားတဲ့ပုံစံနဲ့မတူကြဘူး။ဒီကကော်ရီကြတော့ငပီတော့ခနဲ့စားကြ။ကျွန်တော်ကဒီမှာအထူးဆန်းဖြစ်နေတာငပီတော့ပြီးတော့ဟိုဘက်ကျွန်တော်ပြေးမှာကျတော့ငယ်တဲ့စားရတာဒါမျိုးအီဂျာဝင်းနဲ့ပေါ့အီဂျာဝင်းနဲ့စားဒီမှာအီဂျာဝင်းရလာမယ်ကျွန်တော်တို့လည်းဟိုကမရနိုင်ဘူးနော်အီဂျာဝင်းနဲ့စားရဒါဒီမှာဘူးမှမစားရဘူးဒါတော့ကျွန်တော်ဒီပုံစံပေါ့အီဂျာဝင်းနဲ့စားတဲ့ကိုခေါ်ဆဲပါခင်ဗျာวันไหนอยู่တော့ဒီပြေခွဲရောတဲ့အသက်ကလေဒီအီဂျာဝေးရနောက်ပြီးတော့ဒါလေးဒီချက်တုံးလေးဟောဒီကော်ရင်နဲ့အီဂျာကိုနဲ့တွေ့ပြီးတော့ပွားသွားပြီးတော့ရတာစိတ်နေနေတယ်မှာဒီချက်တုံးကျော်နဲ့လေးကြိုက်ဝါလိုက်ပြီးလို့ရှိရင်နှခေါင်းထဲမှာပါစားထဲမှာနာမှုေးသွားအဲ့ရတယ်လေကိုသဘောကျတယ်ရန်ကုန်မှာကိုယ်ကွန်တက်စားလို့ရှိရင်ကျွန်တော်လက်ဖိတ်တွေကနေပြီးတော့အီဂျာခွေးကိုဒီတိုင်းမဲ့အလုပ်ဝင်သွားပြီးတော့ကိုကြမှာကိုယ်ကွန်ဆက်မှာပြီးတော့အီဂျာခွေးလိုကပတ်တော့လက်ဖက်ပြီးစားတာပါမင်းတို့လူတွေကတော့အယူလိုကြည့်ကြတော့ဒါပေမဲ့အပြေသူပြေတဲ့ဒါကြည့်ရင်သိပါတယ်သူဒီမှာစားတဲ့ပုံနဲ့ဒီပုံသွားပါပဲအီဂျာခွေးနဲ့စားပါတယ်
ဒီတရားတော်လို့ပဲခဏပါလေအခုတော့ဒီမှာအပြေးပါပြီဒီခေါ်ရီခေါ်ဖရီချက်စားတဲ့ဘာလို့လဲဒီကတင်နိုင်ဖြစ်ပါတယ်နောက်လဲကျွန်တော်တို့ဒီဒေတာအတွက်စားပါတယ်ဘယ်လိုဒီမှာစားကြတယ်ကဆက်ပြီးဆောက်မှာကျေးဇူးတင်ပါတယ်